ဒီနေ့ကတော့ကျွန်တော်အရန်ထန်တဲ့ကောင်းမလေးတွေအကြောင်းပြပြပေးသွားမယ်။ဒီနေ့ကကျွန်တော်ကအမှတ်မထင်မင်းနဲ့စော်လေးတယောက်နဲ့ချိန်တွေးမိလိုက်တယ်။ချိန်တွေးတဲ့အချိန်မှာသူ့ဘက်ကလည်းခန္ဓာကိုယ်ကပြပြဆိုတော့ကျွန်တော်တို့ကတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်။ကျွန်တော်ကလည်းတော်တော်စားနေတယ်ဆိုတော့သူမကိုချိန်ဖို့အတွက်ကျွန်တော်တို့ဟိုတယ်တစ်ခုမှချိန်လိုက်တယ်။ချိန်လိုက်တဲ့အချိန်တွင်မှာသူမကကျွန်တော်အဖွင့်ပြောလာတယ်အပ်ပါလဲဆိုလို့ရှိရင်သူမဘဲရှိရဆိုတဲ့ဥစ္စာပဲ။အဲ့မှာကျွန်တော်အနေနဲ့ကျတော့အရန်တုံလို့သွားတယ်ကျွန်တော်သူများရေးစားကိုတစ်ခါမှအလိုမျိုးမလုပ်ဘူးပေါ့လေဒါပေမဲ့သူကရတယ်ဘာမှမဖြစ်ဘူးအဆင်ပြေတယ်သူ့ကိုလိုပေးပါဆိုပြီးတော့ကျွန်တော်ပြောတယ်ပြောချိန်တွင်မှာကျွန်တော်ကလည်း okay အဲဆိုရင်ငါလုပ်ပေးလိုက်ပါမယ်ဒါပေမဲ့မင်းကသဘောတူညီမှုတစ်ခုတော့ပေးရမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငါတို့နှစ်ယောက်ရဲ့ကိစ္စကိုမင်းရဲ့ကောင်လေးကိုမင်းဘယ်တော့မှပြန်မပြောနဲ့ဆိုတဲ့ဥစ္စာပဲဒါပေမဲ့သူကကျွန်တော်ကိုအဲ့လိုဂတိပေးလိုက်ပေမဲ့တကယ်လည်းတော့ဂတိမတီးခဲ့ဘူးဒီအချိန်တွင်းမှာကျွန်တော်ကသူဂတိတီးမယ်ဆိုတဲ့အနေအထားနဲ့ကျွန်တော်သူနဲ့အတူတူရှေ့ဆက်ပြီးတော့အိတ်ခဲ့တယ်အိတ်ခဲ့တဲ့အချိန်တွင်းမှာသူ့ရဲ့ခန္ဓာကိုယ်ကဝတ်ထားတဲ့အဝတ်တွေကိုချွတ်လိုက်ပြီးတော့ဘီကီနီလေးပဲခြံတဲ့အချိန်မှာကျွန်တော်ဘီကီနီလေးကိုချွတ်ပေးလိုက်တယ်သူ့ရဲ့ပူစီလေးကအရန်ကိုချစ်ဖို့ကောင်းပြီးတော့ကျွန်တော်ကိုမြူဆွဲတဲ့အနေနဲ့သူကကုန်းပြထားတယ်အဲ့အချိန်မှာကျွန်တော်ရဲ့ရှင်တဲ့ကောင်မရမတ်တွေကလုံးဝထိန်လို့မရဘဲနဲ့ကျွန်တော်ရဲ့လေးရလေတဖြည်းဖြည်းနဲ့တောင်းလာတယ်။တောင်းလာတဲ့အချိန်မှာကျွန်တော်သူများရဲ့ပူစီကိုကြည့်လဲရင်းနဲ့ကျွန်တော်ရဲ့ပါးစပ်ကခရီးတပြပြဖြစ်လာပြီးတော့သူမရဲ့အဖုတ်လေးကိုကျွန်တော်ရက်မိလိုက်တယ်။